ကိုပြုတ်တိကံပဲ့တင်တံကိုထံပြန်လာမည်မစိုးရင်ကြောင်းတိုက်ကြီးအတွက်ဘိုးဘွားပိုင်ယတနာတွေလာလှူကြတာကိုဟိုနေရာလှူပါလားဒီနေရာလှူပါလားနဲ့အာဟုသူဝင်ယူနေတဲ့ဟာတွေကရှိပါသေးတယ်ရွှေတွေအထုတ်လိုက်အပုံလိုက်နဲ့လူတွေငလင်လှုပ်တော့ရွှေတမုံတော်ယူမသွားနိုင်တာမျက်မြင်ကိုတွေ့လေအဲ့ဒီတော့ကို့အသက်ရှိနေတော့ကျောင်းတကာကျောင်းအမအဖြစ်တတ်နိုင်တဲ့လောက်ကုသိုလ်ပါကြတာပေါ့မျက်မြင်ထင်ရှားလှူထားတော့တေဘေးကြုံတော့တတိယတန်းတဆရာကုသိုလ်တရားရှိပါသေးတယ်ဒီဘဝအလုံးမှာရှောက်ရမယ်လမ်းအတွက်အခုကတည်းကခင်းနေကြတာလမ်းဖြူနေရင်တွားလန်းတာပြီးလာလန်းဖြောက်မှာပါပဲနောက်ဆုံးသူတို့လှူထားတဲ့ဒီเจ้าကြီးကိုကြည်ပြီးပီတိကုသိုလ်ယူလို့ရပါတယ်ဖះသားတော်တွေစာတင်စာချနဲ့သာသနာအကျိုးကိုဒီเจ้าအရေးအောက်မှာမပူမပင်မကြောက်မကြနဲ့သာသနာစာပွေတွေလေ့လာနေတာနေ့စဉ်မြင်လေနေ့စဉ်ပီတိဖြစ်ပြီးကုသိုလ်တိုးလေပါပဲကိုလည်းမတက်နိုင်လို့သာသူများလှူတာကြည့်ပြီးမျက်ရည်ဝဲတဲ့အထိပီတိဖြစ်နေရတာတက်နိုင်ရင်ကိုလည်းအဲ့ဒီလိုပဲလှူမှာပါပဲအဲ့ဒီလိုလူတွေလှူနေတာတွေ့ရင်တချို့ကရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်ဆိုပြီးဖះစေတီမှာမလှူသေးကြောင်းပြောကြပါတယ်အဲ့ဒါဘာသာခြားတွေမဟုတ်ပဲကြောင်တလို့ကြားတလို့နဲ့ဗုဒ္ဓဘာသာအမိခံတချို့ပါပေါ့အဲ့ဒီလိုလူတွေအတွက်လဲပါကျုပ်ဆရာတော်တရားတစ်ပုဒ်နဲ့ဥပမာပြရရင်တချို့ကကိုယ်ပတ်စံနဲ့ရွှေဝယ်ရတာဝါသနာပါပါတယ်တချို့ကြတော့ရေလှူရတာဝါသနာပါသလိုတချို့ကြတော့ခရီးသွားရတာဝါသနာပါတယ်ဗောဆိုလိုချင်တာကကိုဝါသနာနဲ့ကိုလှူခြင်းစိတ်ပေါ်တဲ့နေရာပဲကိုလှူကြတာကိုသုံးခြင်းစိတ်ပေါ်တဲ့နေရာသုံးကြတာပါအဲ့ဒီတော့ကကိုလည်းကိုငွေကိုကြိုက်တာသုံးလို့ရသလိုသူတို့တရားထတ်တန်သလိုသူတို့လှူတာကိုတွားအပြစ်မတင်ပေးနေစေနဲ့သူများလှူမကြည့်ဘူးထို့သူဆင်းရဲရောက်ရမြဲတဲ့မလှူနိုင်တဲ့ကြားကအလကားအာကုသိုလ်ယူမလားကုသိုလ်ယူမလားဆိုရင်ပီတိဖြစ်ပြီးတာဓုခေါ်လိုက်ရင်အချောင်ကုသိုလ်ပဲဝင်ယူပါအာကုသိုလ်ကြိုက်သူအာကုသိုလ်ယူပေါ့ကိုယူတာကိုရမှာပါမဆိုရင်ကြောင်းတိုက်ကတကြောင်လုံးပြိုသွားတာတော့ရွှေကိုတောင်ပုံရပုံလှူမဲ့သူပြန်ပေါ်လာပါတယ်အဲ့ဒီလိုအလှကိုဝေဖန်ပြစ်တင်နေတဲ့တချို့တွေများဖုံးပေတစ်ထောင်လိုပါတယ်ဆိုတာတော့ဘယ်သူကမှမချီးတာကြုံဘူးကြမှာပါအဲ့ဒါကြောင့်သူများလှူနေချိန်မှာဝင်တိုစိတ်မထားနဲ့ပြောတာဘာလို့လဲဆိုတော့ကိုယ်စေတနာကိုအကျိုးပေးတယ်လို့ပါနောက်တစ်ခုကဌာပနာထဲ့တာတွေများလို့တခြားနေရာခွဲလူပါတို့ပေးလိုက်ပါတို့နဲ့နောက်တဘာဝဝေးနှစ်ကြာရှည်ရုပ်ရင်းပျက်စီးလာရင်ပြန်ပြုတ်ပြင်လို့ရအောင်ပါတခါတည်းစီမံပြီးလှူကြတာကိုတာတို့မခေါ်နိုင်ပဲစီမံရေးရဝင်ကြီးတွေလုပ်နေကြသေးတာဒါဟာတာမန်အလှမဟုတ်ပါဘူးအလှရှင်ကိုယ်တိုင်လဲမှန်းထားတဲ့ငွေပမာဏထက်2 ဆလောက်ပိုမာကိုကြောင်းဆောက်ဖို့ဂတိပေးပြီးမှသိရပေမယ်ဘယ်လိုဖြစ်နေရအောင်ဆောက်လူမယ်လို့စိတ်ပိုင်းဖြတ်ခဲ့တာမှလို့သူတို့စေတနာသူတို့ကိုအကျိုးပေးပြီးဝါတရားလူတရားကောက်ဆိုသလိုဖြစ်သွားအောင်မြင်အပ်မမြင်အပ်သောတမာဒေဝတွေကလည်းလူအသွင်ဖန်ဆင်းပြီးဖြစ်စေလူအများစိတ်ကိုလှူကျင်စိတ်ပေါက်လာအောင်ဖြစ်စေတစ်ဖက်တစ်လမ်းကကူညီနေတယ်လို့တော့မြင်မိပါတယ်နောက်ပြီးအနာဂတ်အတွက်ဌာပနာထည့်ဖို့အလှရှင်ကဖိတ်ခေါ်ပေမဲ့ဒီလောက်အများကြီးရလာမယ်လို့တော့သူလည်းထင်ကြမှထင်မှာပေါ့တရားပေါက်ပြီးလာရောက်တူချတာများလာတော့မှတဝက်ကိုကျွန်တော်တို့ဟာဟိုဟာလုံးလိုက်မယ်ဒီတဝက်ကိုတော့ဒီဟာလုံးလိုက်မယ်ဆိုပြီးတူတဲ့သူတွေကညှို့ညင်ချမှာပါလေသူတို့အမျက်တနိုးထားတဲ့ယတနာကိုကြောင်းတိုက်ကြီးရဲ့ဌာပနာမှာပါကျင်တာပါအဲ့ဒီတော့ယတနာပစ္စည်းများလဲမူလရွယ်ချက်အတိုင်းတွားရတဲ့ပုံပါပဲ
အခုလိုကြောင်းလှူနေတာကိုပိတ်ပင်တဲ့လူတွေနောက်တစ်ချိန်လူပြန်ဖြစ်ပြီးဆင်းရဲမွဲတေဒုက္ခရောက်နေတာကိုဘယ်သူမှထမင်းတလှုပ်တောင်မပေးကြအောင်စိတ်ဖြစ်ပေါ်တာနဲ့ကြုံလို့အလူလက်မခံရခဲ့ရင်လဲဩငါတို့တော့အတိတ်ဘဝကမစိုးရင်ကြောင်းတိုက်ကြီးကိုသူများလှူနေတာသာဝနာထည့်နေတာကိုမလို့ညိုညင်စိတ်နဲ့ဝေဖန်မိလို့ငါတို့ငတ်ပြက်ဒုက္ခရောက်နေတာတောင်စေတနာဖြစ်ပေါ်စေမဲ့အလူရှင်ပေါ်မလာတာပါလားလို့တွေးပြီးဖြေသိမ့်လိုက်ပါလူဆိုတာကိုစိုက်တာကိုရိတ်သိမ့်ရတာပါဒီအကြောင်းအရာလေးကတော့ဒီမှာပဲအဆုံးသတ်ပြရစီခင်ဗျာနားထောင်သူအဖို့လဲမေတ္တာဘာဝနာပွားများနိုင်ကြပါစေခင်ဗျာမူရင်ရေးသားသူကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ